တနေ့ကို9000ပဲလေးလား10ရက်ဆိုရင်အကြောင်း90ရက်100ဆိုရင်အကြောင်း900တနှစ်ဆိုရင်တော့ဝကြပေါင်းများစွာပြောတတ်လိမ့်မယ်နော်ဒါမျိုးစကက်စုလေးတွေကိုများများလေ့လာပြပါနော်ရုပ်တရက်ပြောတော့မယ်ဆိုရင်ပြောတယ်မှာမဟုတ်ဘူးအဲကြတော့ဒီလိုမျိုးတွဲပြီးတော့မှတ်ထားမှရပါအိတ်ကိုခြီပြီးပိတ်ပါကျွတ်အိတ်တွေပဲခြီပိတ်တာဒီနေ့လို့ပြောလဲဟင်းညိုကိုအေးအောင်မှုတ်ပါဟင်းညိုတွေပဲတောက်ရင်လေဟာလာပူတာအေးအောင်မှုတ်တာအဲ့ဒါဘယ်လိုပြောလဲအင်္ဂလိပ်လိုဟာလာပူတာကိုအေးအောင်မှုတ်တာပေါ့နော်ပြီးအာလူးကိုဖိချေပါအာလူးပြုတ်ထားတဲ့အာလူးကိုဖိချေတာပေါ့နော်အာလူးကိုဖိချေပါအိတ်ထဲကိုအဝိစားတွေတိတ်ထဲပါထိုးထဲတာပြုတ်တိမ်အောင်ထဲတာပေါ့နော်အိတ်ထဲကိုဟလာအဲ့ဆိုရင်အင်္ဂလိပ်လိုပြောလဲနောက်တစ်ခုသွားလိုက်စေးကိုထွေးထုတ်ပါထွေးထုတ်တယ်အင်္ဂလိပ်လိုပြောလဲဒါတွေကလေးလာထားမှသိမှာနော်ဟုတ်ပြီအိတ်ကိုခြီပြီးပိတ်ပါဆိုရင်ဘယ်လိုပြောလဲဆိုရင်ကျွတ်အိတ်တွေပေါ့နော်ကျွန်တော်ကျွတ်အိတ်တွေကိုခြီပြီးပိတ်တယ်ခြီပြီးပိတ်တယ်ဆိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် tie up TRE tie UP up tie up အဲ့လိုပြောရနော် tie up the bag အိတ်ကိုခြီပြီးပိတ်ပါအဲ့လိုပြောရနော်ဟင်းချိုအေးအောင်မှုတ်ပါအဲ့လိုမျိုးအေးအောင်မှုတ်တာဆိုရင် blow on BLOW 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 on the soup 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 ဆိုဟင်းချို blow on the soup ဟင်းချိုကိုအေးအောင်မှုတ်ပါအာလူးကိုဖိချေပါအာလူးကိုဖိချေMASH mash the potato 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 mash the potato ဟာလားအာလူးကိုဖိချေပါမနော်အိတ်ထဲကိုဝစ်စားတွေတိတ်ထဲတာဆိုပြောလဲ stuff 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 the clothes into the bag ဟာလားအိတ်ထဲကိုဝစ်စားတွေဖိထဲတာဗောနော်တိတ်ထဲတာ stuff the clothes into the bag တော့လိုက်စီကိုထွေးထုတ်တာ spit out SPIT spit out spit out the toothpaste TOOTHPASTE paste toothpaste spit out the toothpaste တော့လိုက်စီကိုထွေးထုတ်တာဗောနော်နားလိုက်ဖို့ထင်ဖိတ်ကြတာအင်္ဂလိပ်လိုပြောလဲဆိုရင် SPI လား spill ဒါဖိတ်ကြတာရေဖိတ်မကြစေနဲ့ဆိုရင် don't spill the water ဟလာရေဖိတ်မကြစေနဲ့အဲ့လိုဖိတ်ကြတာကို SPI လား spill don't spill the water ဟလာရေဖိတ်မကြစေနဲ့အဲ့လိုပြောတာနော်ကတ်ထားတာကိုခွာတာပေါ့နော်ဒီ sticker တွေပဲကတ်ထားတာကိုခွာတယ်ဆိုရင်ဘယ်လိုပြောလဲ peel off the sticker ဟလာဒီ sticker ခွာပါပေါ့နော်ခွာပါ sticker ကိုခွာပါ peel off ကတ်ထားတာကိုခွာတယ်ဆိုရင် peel off the sticker ဟလာညှစ်ထုတ်တာဆိုဘယ်လိုပြောလဲညှစ်ထုတ်တာဆိုရင် squeeze 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 ဟလာညှစ်ထုတ်တာကိုပြောနော်ညှစ်ထုတ်တာ squeeze out the toothpaste ဟလာတော့လိုက်စီညှစ်ပါလို့ပြောချင်တာနော် squeeze out ညှစ်ထုတ်တာကြောက်ခွဲတာကြောက်ဖောက်တာကြောက်ခွဲတာဘယ်လိုပြောလဲ crack and egg ဟလာကြောက်ခွဲပါလို့ပြောချင်တာနော် crack and egg ကြောက်ခွဲတာချိတ်တာအဝတ်စားပဲချိတ်တယ်ဆိုရင် hang up အင်းကြီးပဲချိတ်တယ်ဆိုရင် hang up the clothes အဝတ်စားတွေကိုဂျိန်းနဲ့ချိတ်တာကိုပြောနော်ဂျိန်းနဲ့အဲ့လိုမျိုးဟုတ်လားကျိုးတန်းပေါ်မှာချိတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတန်းပေါ်မှာတစ်ခုချိတ်တာပဲဖြစ်ဖြစ်အဲ့လိုပြောရင် hang up the clothes အင်းကြီးကိုချိတ်ပါပေါ့နော်စားဖြူးတယ်အဲ့လိုနည်းနည်းဖြူးတာပေါ့နော်စားပဲဖြစ်ဖြစ်တခြားပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြူးတယ်နည်းနည်းဖြူးတယ်ဆိုရင် sprinkle sprinkle salt on the fries อ่ะအာလူးချောင်းကြော်ကိုဟလာ fries ပေါ့ဗျာနော်အာလူးချောင်းကြော်တွေပေါ့စားနည်းနည်းဖြူးอ่ะ sprinkle some salt on the fries အဲ့လိုပြောရနော်ဇစ်ဆွဲပိတ်တယ်ဆိုရင် zip up your jacket ဟလာဇစ်ဆွဲပိတ်ပါအင်ကြီးဇစ်ဆွဲပိတ်ပါအဲ့လိုပြောနော် zip up your jacket ရှေးဒီပိုင်ဟုတ်လို့လောင်းထဲတာဆိုရင် pour the water ရေလောင်းထဲပါပေါ့နော်ရေလောင်းထဲတာကို pour the water ရေလောင်းထဲပါ pour the water ဒီဟင်းသီးဟင်းရွက်တွေပါစေးပြီးတော့မှဒီစကားပေါင်းနဲ့ရေတွေစစ်ထုတ်တာပေါ့နော်ရေစစ်ထုတ်တာအဲ့လိုမျိုးရေစစ်ထုတ်ပါဆိုရင်အင်္ဂလိပ်လိုပြောလဲဆိုရင်
DRAIN drain the vegetables ရင်းနှီးရက်တွေကိုရေစစ်ထုတ်ပါဖုံခါတယ်ဖုံတုတ်တယ်အဲ့လိုမျိုးပေါ့နော်ဖုံတုတ်တယ်ဖုံခါတယ်ဆိုရင်ဘယ်လိုပြောလဲ dust off dust dust off off dust off the table ဟလာစပွဲဖုံတုတ်ပါပေါ့ဒီတစ်ခါ TOR and turn ပါတယ်စကားစုလေးလေ့လာကြအောင်နော် we take turns driving take turns ဒီအသုံးလေးကိုမှတ်ထားမယ်နော်တလဲစီလို့အဓိပ္ပာယ်ရတယ်တလဲစီငါတို့တလဲစီကားမောင်းကြတယ်ပေါ့နော် we take turns driving အဲ့လိုမျိုးပေါ့နော် take turns for ing အဲ့ဆိုရင်တလဲစီတစ်ခုခုလုပ်တယ်ပေါ့နော် we take turns driving ဆိုရင်ငါတို့တလဲစီဟုတ်လားကားမောင်းကြတယ်ငါတို့တလဲစီတန်ရှင်းလုပ်ကြတယ်ဆိုရင် we take turns cleaning အဲ့လိုပေါ့နော် we take turns cooking ငါတို့တလဲစီချက်ကြတယ် please turn around ဆိုနောက်ပြန်လှည့်ပါအဲ့လိုပြောနောက်ပြန်လှည့် please turn around ဟုတ်လား please turn around နောက်ပြန်လှည့်ပါပေါ့နော် turn right at the traffic light မီးပွိုင်း traffic light ဆိုမီးပွိုင်းကိုပြောတာနော် traffic light turn right ညာကွေ့ပါ at the traffic light မီးပွိုင်းမှာညာကွေ့ပါ turn on the headlights ဟလာရှေ့မီး headlight ဆိုတာရှေ့မီးကိုပြောရှေ့မီးဖွင့် turn on the headlights turn on the headlights ဟလာရှေ့မီး turn off ပိတ်ပါ turn off the engine ကိုဆက်ရပ်ပါပေါ့နော်ဆက်ပိတ်ပါဆက်ပိတ် turn up ဆိုတာအတန်ချဲ့တာ turn up the volume အဲ့ဆိုရင်အတန်ချဲ့ပါအဲ့လိုပြောနော် turn up ချဲ့တာရှော့တယ်ဆိုရင် turn down ဟလာအဲကွန်အေးနေလို့အပူချိန်ရှော့ခိုင်းနေဆိုရင် turn down the temperature temperature အပူချိန်ရှော့ပါ turn down the temperature ပေါ့နော်မင်းအလဲဆိုရင် it's your turn to drive ကားမောင်းဖို့မင်းလဲပဲ water turns into ဆိုတာပြောင်းသွားတယ်လို့ပြောချင်တာ water turns into ice ရေကရေခဲဖြစ်ပြောင်းသွားတယ်ပေါ့နော် turn to page 10 စာမျက်နှာ30သို့စာရွက်လှန်တာပေါ့နော်စာမျက်နှာ30သို့လှန်ပါပေါ့နော်စာမျက်နှာ30ကိုဖွင့်အဲ့လိုစီလောင်ပြန်လဲရပါတယ် turn to page 10ဟုတ်ပြီနားလည်လို့ထင်ပါတယ်နော်ကျွန်တော်မုံဖတ်ထုတ်တော့ပါတော့လေဖတ်လေးတွေနဲ့ထုတ်ထားတဲ့ဟာလေးတွေကိုထုတ်ထားတဲ့မုံလေးတွေကိုဒီလိုဖြီးပြီးတော့ဟလာထုတ်ဖြီးတယ်ပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် unwrap လို့ပြောရင်နော် unwrap the snack လာမုံအထုတ်ကိုဖြီးပါပေါ့အဲ့လိုပြောချင်တာနော် SNACK snack ဆိုမုံပေါ့နော်တေးစာမုံ unwrap the snack အထုတ်ဖြီးတယ်ပေါ့နော်ထုတ်ထားတာလေးကိုဖြီးတာဖတ်လေးတွေပါလေးနဲ့ထုတ်ထားတာလေးကိုဖြီးတာပေါ့နော် unwrap the snack tie up tie up ပြ tie up ဆိုတာခြီးတာကျွတ်အိတ်တွေပါလေးခြီးတာပေါ့နော် tie up the back ဟလာကျွတ်အိတ်ခြီးပါပေါ့အိတ်တွေပါခြီးတာကိုဟလာ tie up လို့ပြောရင်နော်ဝစ်စားတွေကိုတိတ်ထဲတာဟလာဝစ်စားတွေကိုဖိတိတ်ပြီးတော့ထဲတာကိုဘယ်လိုပြောလဲဆိုရင် stuff stuff the clothes into the bag ဟလာအိတ်ထဲကိုဝစ်စားတွေဖိတိတ်ကြက်တိတ်ပြီးတော့ထဲပါပေါ့အဲ့လိုပြောချင်တာနော် clip your nails ဒါလက်သေးညှက်တာလက်သေးညှက်ပါပေါ့နော်လက်သေးညှက်ပါပေါ့ clip your nails လက်သေးညှက်ပါ clip your nails ဟလာဟင်းချိုမှုတ်တော့ပါမှုတ်တယ်ဆိုရင် blow on ဟင်းချိုပူးနေလို့အေးသွားမှုတ်တော့ပါဆိုရင် blow on the soup အဲ့လိုပြောရင်နော် blow on the soup ဟင်းချိုမှုတ်တော့ပါ rubbing ဆိုပုတ်လိမ့်တာ rubbing the lotion ဟလာဒီ lotion ကိုပုတ်လိမ့်ပါပေါ့နော် spit out ဆိုတာထွေးထုတ်တာပေါ့နော် spit out the toothpaste ဟလာဒီတွားလိုက်စေကိုထွေးထုတ်ပါပေါ့နော် spit out the toothpaste pop open ဆိုတာဖွင့်တာပေါ့ဗျာနော် pop open the can ဒီ Coca-Cola ဘူးလေးတွေကိုဖွင့်တာပေါ့နော် clock ဆိုပြီးတော့အဲ့လိုမျိုးဘီယာဘူးတန်ဘူးလေးတွေကိုဖွင့်ဖောက်တာကို pop open crack open လို့လည်းပြောလို့ရတယ်နော် crack open ဒါမှမဟုတ် pop open the can ဒီစက်ကူကိုလုံးချေပြီးတော့မှလောက်တာကိုစက်ကူကိုလုံးချေပြီးဘောလုံးလေးလို့လေလုံးချေလိုက်တာပေါ့အဲ့ဒါကိုအင်္ဂလိပ်လိုပြောလဲဆိုရင် crumble up crumble
B မုံနော် P crumple crumble up the paper စက်ကူကိုလုံးချေလိုက်တာပေါ့နော် crumble up the paper ဒီမှာ unwrap ဆိုတာအထုပ်ဖြီတာထုတ်တာကြတော့ wrap up အိတ်လေးနဲ့ထုတ်တာဥပမာ sandwich တွေပါထုတ်တာပေါ့နော်ဟလာဒီစားပြီးပိုတဲ့ဟာတွေပါအိတ်ဟလာစက်ကူနဲ့ထုတ်တာဖတ်နဲ့ထုတ်တာအဲ့လိုမျိုးထုတ်တာကို wrap up the sandwich ကိုထုတ်ပါပေါ့နော်နားလည်ဖို့ထင်ပါတယ်နော်ဒီတော့ဒီလောက်ပါ that's all for thanks for watching bye bye